အားလုံးပဲမင်္ဂလာပါလူမှု space ရဲ့ admin ဦးမပုံမှုကျော်ဖြစ်ပါတယ်ဒီနေ့ရနာဒီပန်ဖျောင်းနိုင်ကိုပူဇော်ခဲ့တယ်ပေါ့နော်ရနာဒီပန်ဖျောင်းနိုင်ပူဇော်ခြင်းရဲ့အကျိုးကျေးဇူးတွေမပြောခင်ရနာဒီပန်ဖျောင်းနိုင်ဆိုတာဘာလဲဆိုတာအရင်ပြောပြပါမယ်ရနာဒီပန်ဖျောင်းနိုင်ဆိုတာအင်းနေနဲ့တေချာစီရင်ပြုတ်လုပ်ထားတဲ့ဖျောင်းနိုင်ပေါ့သူ့ရဲ့ကောင်းကျိုးတွေကဘာဖြစ်မလဲဆိုရင်လလပါပေါ်လာရဲ့လုံသမျှအောင်မြင်တဲ့ internet တိုက်အဲ့လိုမျိုးအတိုက်မျိုးစုံကနေကင်းရှင်းစေတယ်ပြီးကြတော့တကယ်လို့ကိုယ်ဆိုရင်ဆေးပေါက်ထားရှိရမယ်တော့ဆေးပေါက်ထားတယ်အဲ့လိုကိုမှမြုပ်နှံထားတဲ့အင်းတို့ဆေးတို့ရဲ့အစွမ်းကိုပို့ပြီးတော့တိုးပွားလာစေတယ်စသည်ဖြစ်မော့ရနာဒီပန်ကိုအခုချိန်မှာထွန်းရတဲ့လူတွေရှိတယ်ပုံမှန်အားဖြင့်တော့ရနာဒီပန်ကတစ်နှစ်မှာတော့2ကြိမ်လောက်ပဲထွန်းတယ်6လတစ်ကြိမ်ပေါ့ကိုမှရှိတဲ့ကံတွေကောင်းလာအောင်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအောင်မြင်အောင်စီးပွားလက်လာပါတိုးပွားအောင်စသဖြင့်သူများလာပြီးတော့ကိုယ်လာတိုက်မယ်ဆိုလဲအတိုက်ခိုက်ကင်းအောင်စသဖြင့်ရနာဒီပန်ဖျောင်းနိုင်အောင်ပူဇော်ကြတယ်ရနာဒီပန်ဖျောင်းနိုင်ပူဇော်တာကကိုယ့်ရဲ့မွေးနေ့မွေးနံမှာပဲပူဇော်လဲရတယ်လို့အိမ်မှာကိုယ့်ဘာကိုပူဇော်လို့လည်းရတယ်ဆိုတော့ဒီ Lumo Space မှာရနာဒီပန်ဖျောင်းနိုင်ပူဇော်ခြင်းမှာကဆက်သွယ်မြင်နိုင်ပါတယ်အချိန်တော့ပေးရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့မွေးနေ့မွေးနံနဲ့ကြိုက်ပြီးတော့မှရနာဒီပန်ဖျောင်းနိုင်စီရင်ပေးလို့ရတာဖြစ်တဲ့အတွက်ကောင်းကျိုးချမ်းသာအဖျားဖျားပြည့်စုံခြင်းနဲ့နှစ်သက်မှာကိုယ်အတွက်စိတ်သက်လူသက်စွမ်းအားအသက်ဒီနဲ့ပို့ပြီးတော့ကိုလုံးသမျှဖြစ်မယ်အဓိကကတော့ကိုလုံးသမျှဖြစ်တဲ့စီးပွားလက်လာပါတိုးပွားဖို့အတွက်ရနာဒီပန်ကိုပူဇော်ကြခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ရနာဒီပန်အကြောင်းကိုဒီလောက်ပဲပြောပြီးတော့မိပူဇော်ထားရနာဒီပန်ဖျောင်းနိုင်ကိုဒီအနောက်ကဗီဒီယိုမှာထည့်ပြီးတော့ရှင်းပြပေးပါမယ်เนาะကျေးဇူးတင်ပါတယ်အဘယ်လိုကြာပြီအားဒါထုံးလုံးမယ်ငါအားဒါ